နွေလေကောင်ဤနေရှိန်ကပြင်းလွန်းလာသဖြင့်လေဝင်းမြေကြီးမှာတန်လက်များတပိတ်ပိတ်ထနေပြီဝေးလံလာသောအေယာဝတီမြစ်ဝကျွန်းပေါ်ကကြေးရွာလေးတစ်ရွာဤအစွန်ဖျားတွင်အသက်19နှစ်အရွယ်လူငယ်လေးအောင်စီသူတယောက်ပေါက်ပြားကိုအားပြုကာကသင်းရိုးကိုပြုပြင်နေ၏သူရိုးတံကြကြကိုလုံးလေးမှာရွှေများဖြင့်ရွှဲဆိုနေပြီးခါဝပစိုးစုပ်ကလေးမှာရွှွန့်နုံများဖြင့်ပေကြံနေသည်သူ့လက်ပွားများကကြမ်းတမ်းလှသည်ထိုလက်ပွားများပေါ်ကအသက်မတစ်ခုချင်းစီတိုင်းမှာဆင်းရဲခြင်းဤမှတ်တမ်းမှတ်ရများရှိနေသလိုပင်သား၏နားပါအောင်ရေတောင်လေအဝေးကလှမ်းအောင်လိုက်သောအတန်ကတုံဤနေသည်အောင်စီသူမောကြည့်လိုက်တော့သူ့ဖခင်ဦးဖုံးတို့ကိုတွေ့ရသည်အသက်50ကျော်သာရှိသေးတော်လဲဘဝတန်ကိုအလူးလဲခံထားရသည်ဦးဖုံးတို့၏ကြောပင်မှာလေးကိုင်းတစ်ခုလိုကုန်းနေရှာပြီသူဖခင်၏ခြေပနှောက်များမှာမြေကြီးနှင့်ပုတ်တိုက်လွန်၍ကွဲနေပြီးထိုအကြောင်းများတဲ့တွင်ရွှွန့်တော်များကအမြဲတမ်းနေရာယူထားသည်ဟောင်စီသူရင်ထဲမှဆွတ်တက်လာသည်သူသည်ပေါက်ပြားကိုဘေးချကအဖေစီကိုပြေးသွားပြီးရေမှုတ်ကိုလှမ်းယူလိုက်သည်အဖေနေကတိတ်ပူတယ်အဖေပဲနားနေပါကျွန်တော်အကုန်ပြီးအောင်လုပ်လိုက်ပါမယ်ပြေးပါငါသားရအဖေကဒီမြေကြီးပေါ်မှာပဲအယိုးထုတ်ရမှာပါငါသားလေးကိုတော့ဒီလိုရွှွန့်ဝက်ထဲမှာတစ်သက်လုံးနေစေခြင်းဘူးဘူဘောတို့ကပြောရင်းနှင့်တိုးဟုတ်ဖို့ချောင်းဆိုးနေသည်ဟောင်စီသူသည်အဖေကိုကြည့်ရင်ကောင်းကင်ကြီးကိုမောကြည့်မိသည်အပြာရောင်ကောင်းကင်ကြီးကတော့ဘာမှမသိသလိုဝင်းပါနေစေထိုနေ့ညနေဆောင်တွင်ရွာလေကုံစုံဆိုင်ရှိမှလူတချို့အစုယုံနေကြသည်ထိုစဉ်မြို့ကပြန်လာပြီးတထေးဥသာထွန်းဤသားကြော်စွာကသူ့ရဲ့ဆိုင်ငယ်အသစ်ဆက်ဆက်ကြီးကိုဝှေရမ်းကရောက်လာသည်ကြော်စွာကအောင်စီသူတို့နှင့်ရွယ်သူဖြစ်တော်လဲဝတ်ထားသည့်အင်ကြီးကအစစီးထားသည့်ဖနက်အစုံတောက်ပြောင်နေသည်အောင်စီသူသည်လမ်းဘေးတွင်ရပ်ရင်းကြော်စွာကိုငေးကြည့်နေမိသည်ဟေးအောင်စီသူမင်းကဒီနေ့အထိရွှွန့်နွန်နေမပြောက်သေးဘူးပဲလယ်သမားသားဆိုတာလယ်သမားပဲဖြစ်ရမှာပေါ့လေငါကတော့နောက်လာဆိုနိုင်ငံခြားကိုပညာသင်သွားတော့မှာကွာကျော်စွာ၏စကားဆုံးမှာဘေးကလူတွေကဝိုင်းရကြသည်အောင်စီသူဘာမှပြန်မပြောဘဲခေါင်းကုန်းကထွက်လာခဲ့ပြီသူနှလုံးသားထဲမှာတော့မိတောင်တစ်ခုပောက်ကွဲလို့မတက်ခံစားနေရသည်ငါတို့ကဘာလို့ဒီလိုအနှိမ်ခံနေရတာလဲငါတို့ကဒီနိုင်ငံအတွက်ထမင်းကိုရှာပေးနေတဲ့သူတွေမဟုတ်လားငါဖေကဘာလို့သူတို့ရှေ့မှာခါညွတ်နေရတာလဲထိုမေကုန်းများကသူ့ကောင်းထဲမှာဒရဇက်မြည်ကြီးနေသည်ညရောက်တော့အိမ်ရှိကဝကက်လေးပေါ်မှာအောင်စီသူလှဲနေခြင်းအမှောင်သူ့ကိုငေးကြည့်နေသည်အိမ်ထဲကနေဖျားနာနေသည့်အမေရဲ့ညီးသွားတဲ့နှင့်အဖေ၏ချောင်းဆိုးတဲ့ငါစီးကျဲဝါကျဲကြကြထွက်ပေါ်နေသည်သူတို့အိမ်မှာဆေးဖို့မရှိပါဒီနှစ်စပားထွက်နှုန်းကမကောင်းသလိုအကျွေးတွေကလည်းတောင်ပုံညာပုံအောင်စီသူသည်အိတ်ကက်ထဲကစာရွက်ပိုင်းကလေးတစ်ခုကိုထုတ်ကြည့်လိုက်သည်ထိုစာရွက်ကမြို့ကအပြန်ကောက်ရလာသည့်သတင်းစာစုပ်ကလေးတစ်ခုထိုထဲတွင်စိုက်ပျိုးရေးနည်းပညာဖြင့်ဘဝကိုပြောင်းလဲခြင်းဆိုသည့်ဆောင်းပါးလေးပါရှိသည်အောင်စီမိတ်သေးဘူးလားသားအဖေကအနားကိုတိုးတိုးလေးရောက်လာပြီးထိုင်လိုက်သည်အဖေလက်ထဲမှာဆေးဘောလိပ်တိုးလေးတစ်လိပ်ရှိသည်အဖေကျွန်တော်မြို့တက်ပြီးအလုပ်လုပ်မယ်ပတ်စံရှာမယ်ပြီးရင်ကျွန်တော်ပညာသင်မယ်ဦးဖုံတုတ်ကတက်ပြင်းရှည်ကြီးကိုချလိုက်သည်ဒါမြို့ဆိုတာငွေရှိမှလူရသွင်းတာပါငါတို့လူတော်သားတွေအတွက်မြို့ကသစိမ်းကြည်ပြင်းကြီးပဲဒါပေမဲ့အဖေကျွန်တော်ဒီတိုင်းတော့အရှုံးမပေးနိုင်ဘူးအဖေဒီလောက်ပင်ပင်ပန်းပန်းလုပ်ခဲ့တာတော့ကျွန်တော်တို့ဘာလို့ဒီလောက်ဆင်းရဲနေရတာလဲကျွန်တော်ဒီစနစ်ကြီးကိုပြောင်းလဲခြင်းနဲ့လယ်သမားသားဆိုတာဂုံစရာဖြစ်အောင်ကျွန်တော်လုပ်ပြခြင်းနဲ့
ဟောင်စီသူ၏မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းနေတော့လေထိုမျက်ရည်များကြားမှာစူးရှားသည့်အလင်းတန်းတစ်ခုရှိနေသည်ထိုအလင်းတန်းကတော့အိမ်မက်ပင်ဖြစ်သည်အေးလေသားမအိမ်မက်ရှိရင်သွားပါအဖေကတော့ဘာမှမတတ်နိုင်ပေမဲ့မင်းရဲ့လမ်းခီးအတွက်စူတောင်းပေးပါမယ်ဒီမြေကြီးကိုတော့အဖေဆဲပြီးစောင့်ရှောက်ထားပါမယ်ထိုညကလေတိုင်နှုံးကပြင်းလာသည်မိုးသားတိမ်လေးတွေကကောင်းကင်မှဆူယုံလာကြသည်မကြခင်မှာပဲမိုးဆက်မိုးပေါက်တွေကမြေကြီးပေါ်ကိုတဖြောက်ဖြောက်ကျလာတော့သည်ဟောင်စီသူသည်မိုးရေထဲမှရမ်းရင်သူ့လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားသည်သူရင်ထဲမှာလည်းမိုးချင်းတန်ထဲကျဲလောင်သည့်ကြွေးကြော်တန်တစ်ခုရှိနေသည်ငါပြန်လာမယ်ငါပြန်လာတဲ့အခါမှာဒီမြေကြီးကိုရွှေအဖြစ်ပြောင်းလဲပြင်မယ်အဖေရဲ့ခါကိုမက်စေရမယ်ငါရွာကိုကဘာကတီးစေရမယ်မိုးဆက်တွေကသူ့မျက်နှာပေါ်မှာစီးကျနေတော့လေအောင်စီသူ့မအေးချမ်းပါသူနှလုံးသားကအိမ်မက်မီးတောင်ကြောင့်ပူနွေးနေလေသည်